မှာတရားမှတ်တဲ့အချိန်မှာပေါ်လာတဲ့အာယုံကိုဘယ်လိုရှုရမလဲအဲ့ဒီတရားမှတ်တာကပေါ်လာတဲ့အာယုံတွေကိုရှုဖို့တရားမှတ်တာပဲအဲ့ဒါကိုပေါ်လာတဲ့အာယုံတီအရှုခံနောက်ကနေသိနေတာတီအရှုဉဏ်ဒါကအရှုခံနဲ့အရှုဉဏ်ကိုမေးတာပဲအဲ့တော့မိမိရဲ့စိတ်မှာတရားအားထုတ်တဲ့အချိန်မှာပေါ်လာတဲ့ရှေ့ကပေါ်လာတဲ့တရားမှန်သမျှအရှုခံလောဘပေါ်လဲအရှုခံဒေါသပေါ်လဲအရှုခံမောဟပေါ်လဲအရှုခံအိတ်ချင်တဲ့စိတ်ပေါ်လဲအရှုခံဒါကစိတ်ဘက်ကပြောတာရုပ်ဘက်ကပြောရင်ဖောက်ပြန်မှုနားမှုကျင်မှုထုံမှုကိုက်မှုခဲမှုပေါ်လာလဲအရှုခံအဲ့ဒီအရှုခံကိုဘာနဲ့လိုက်မလဲလို့မေးရင်အရှုဉဏ်နဲ့လိုက်ရအဲ့တော့အရှုဉဏ်ဒီအရှုခံကိုမှီပေါ်ရတာအဲ့ဒီအာယုံပေါ်မှနောက်ကအရှုဉဏ်ကလိုက်လို့ရတယ်ဒါကြောင့်ဒီနာမှာဆရာတော်ကြီးရဲ့စကားလုံးကိုသုံးလိုက်မယ်လောဘပေါ်မှမကြောက်နဲ့မတိလိုက်မှကြောက်ဒေါသပေါ်မှမကြောက်နဲ့မတိလိုက်မှကြောက်စိတ်ပြန့်လွင့်မှမကြောက်နဲ့မတိလိုက်မှကြောက်မသိရင်သမုဒယသစ္စာဒုက္ခပေးတော့မယ်သိရင်မဂ္ဂသစ္စာဒုက္ခပေးတော့မယ်နည်းနည်းလေးပဲသိမှုလေးတစ်လုံးနဲ့ပဲဒါဆိုဟုတ်ပြီဒီမှာကြည့်တရားမှတ်တယ်တရားမှတ်တာပေါ်လာသမျှအာယုန်တွေဟာတရားတွေပဲဘာတရားတွေလဲဒုက္ခတရားတွေဘာဖြစ်လို့ဒုက္ခလဲလို့မေးရင်ဖြစ်ပြီးပြတ်မှမလို့ဒုက္ခတရားအဲ့ဒါကိုနောက်ကနေအော်ဒါဒုက္ခသစ္စာပေါ်လာတာပဲဒီစိတ်ဟာပြတ်မှာပဲလို့ဆုံးဖြတ်ချက်ချလိုက်တာတပြိုင်တည်းဟဲ့ဒီဟရိယဝတ္ထုမှာဧကံစိတ်တံတမာယုတံဧကံစိတ်တံတမာယုတံဟရိယဝတ္ထုမှာစိတ်ဒီနှစ်စိတ်ပြိုင်မဖြစ်ဘူးတစ်စိတ်ပဲဖြစ်တယ်အကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာဉာဏ်စိတ်မဖြစ်ဘူးဉာဏ်စိတ်ဖြစ်တဲ့အချိန်မှာအကုသိုလ်စိတ်မဖြစ်ဘူးဒါဆိုဟုတ်ပြီအကုသိုလ်စိတ်ပြန်လို့တဲ့စိတ်လောဘစိတ်ဒေါသစိတ်ဟရိယဝတ္ထုမှာဖြစ်နေတယ်အဲ့ဒါကိုနောက်ကနေဉာဏ်နဲ့သိလိုက်တဲ့အချိန်မှာရှစ်စိတ်ကအရှုခံဒုက္ခသစ္စာနောက်စိတ်ကအရှုဉဏ်မဂ္ဂသစ္စာတဏှာဥပါဒံကံနေသေးတာကသမုဒယသစ္စာအဲ့ဒီချိန်ငြိမ်တာကនិရောဓသစ္စာပြန်လွင်တဲ့စိတ်ကိုမှီပြီးတော့သစ္စာ၄ချက်စိုက်ပြီးတော့မဂ်ခင်ရသွားတာပဲအဲ့ဒီပြန်လွင်တဲ့စိတ်ကိုကျေးဇူးတင်ရမှာဘာလို့လဲအဲ့ဒါအရှုခံဘလို့အဲ့ဒီအရှုခံပြန်လွင်တဲ့စိတ်မပေါ်ဘဲနဲ့နောက်ကအရှုဉဏ်မပေါ်ဒါဆိုဟုတ်ပြီတရားမှတ်တာမတရားမှတ်တာနဲ့တရားမှတ်တာပြန်လွင်တဲ့စိတ်ကြီးပေါ်နေတယ်ဘယ်လိုလုပ်မလဲဆိုရင်တရားမှတ်ခြင်းကနေမတရားမှတ်တာဖြစ်သွားဒါဆိုတရားမှတ်တာဆိုရင်ပြန်လွင်တာစိတ်ပြန်လွင်တာငါလို့ယူရင်မတရားမှတ်တာဒါဆိုတရားမှတ်နိုင်ပါစေ